ဒီနေ့ဗီဒီယိုလေးမှာ CTCI ကနေ IGCSE စာမွေးဖြည့်ဆို့ကြမယ်ကျောင်းသားတွေအတွက် grading ကောင်းကောင်းရအောင်ဘယ်လိုပြင်ဆင်လေးကြည့်ရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ IGCSE ဆိုတာ International General Certificate of Secondary Education ဖြစ်ပြီးကမ္ဘာအဆင့်မီအတိအမှတ်ပြုထားတဲ့ပညာရေးတစ်ခုဖြစ်ပါတယ်။ IGCSE ရဲ့စာမွေးဟာ globally ဖြည့်ဆို့ရတဲ့စာမွေးဖြစ်တာကြောင့် IGCSE ရဲ့ဘာသာရပ်တစ်ခုစီမှာမိကုံးပုံစံအမှတ်ပေးစီးမြင့်တဲ့စာမွေးဖြည့်ဆို့ချိန်တွေကမတူညီပါဘူး။ဒါကြောင့်ဘာသာရပ်တစ်ခုစီအတွက်မိကုံးပုံစံဘယ်လိုရှိလဲဆိုတာကိုကြိုပြီးလေ့လာထားခြင်းကအမှတ်ပိုရအောင်ကူညီပေးပါလိမ့်မယ်ရှင်။ IGCSE ဘာသာရပ်တွေကအလွတ်ကျက်မှတ်ရတာထက် logic နဲ့ own writing ကိုပိုပြီးအလေးထားရတဲ့ဘာသာရပ်တွေဖြစ်တာကြောင့်အတန်းတက်နေစဉ်တစ်လျှောက်လုံးကိုတိုင်း note to study လုပ်ထားဖို့လည်းအရေးကြီးပါရှင်။ဆက်ဆံမတွေကလည်းကိုယ့်ရဲ့ပညာရေးလမ်းကြောင်းအတွက်အကောင်းဆုံးလမ်းညွှန်ပေးရယူတွေဖြစ်တာကြောင့်စာမရှင်းလင်းတာတွေနားမလည်တာတွေရှိရင်လည်းမေးမြန်းဖို့လိုအပ်ပါတယ်ရှင်။ကျမတို့ CTCI မှာတော့ IGCSE သင်ကြားပေးနေတဲ့စာသင်ကာလ18လအတွင်းမှာ best paper တွေကိုအနည်းဆုံး4လအချိန်ယူပြီးစနစ်တကျလေ့ကျင့်ပေးပါတယ်။ဆက်ဆံမတွေကကိုယ့်ရဲ့အားနည်းချက်အားသာချက်တွေကိုပြန်လည်သုံးသပ်ပေးတာကြောင့် best paper ဖြည့်ဆို့ရင်းနဲ့ကိုအားနည်းနေတဲ့အပိုင်းတွေကိုသိလာပါလိမ့်မယ်။မိဘအမျိုးအစားအမှတ်ပေးစီးမြင့်နဲ့ကိုယ့်ရဲ့ time management တွေကိုပါနားလည်ပြီးစာမွေးဖြည့်ဆို့နိုင်စွမ်းကိုမြင့်တင်ပေးနိုင်ပါတယ်ရှင်။ exam ဖြေတော့မယ်ဆိုရင် exam stress ဖြစ်တာကပုံမှန်ပါပဲ။ exam ဖြေဆို့ကနည်းနဲ့ဖြေဆို့နေချိန်တစ်လျှောက်လုံးမှာကျန်းမာရေးကိုအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။အိပ်ရေးမဝတာကစာလို့ရမှာအာယုံစိုက်ရခက်စေပြီးစိတ်ဖိစီးမှုကိုပိုဖြစ်စေတာကြောင့်အိပ်ရေးဝဝအိပ်ပြီးအနားယူဖို့ကိုလည်းမမေ့ပါနဲ့နော်။ဒီဗီဒီယိုလေးက IGCSE စာမွေးအပြင်အခြားသောစာမွေးပြင်ဆင်နေတဲ့သူတွေအတွက်ပါအထောက်အကူဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။ IGCSE စာမွေးပွဲမှာအမှတ်ကောင်းကောင်းရရှိဖို့အတွက်အကောင်းဆုံးပြင်ဆင်လေ့ကျင့်ပေးနေတဲ့ CTCI ရဲ့ IGCSE အတန်းတွေကိုအသေးစိတ်စုံစမ်းခြင်းနဲ့ဆိုရင် hotline နံပါတ်3996545999ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။